အရှုံးမပေးရဘူးငါကောင်မင်းဘတော်မှအရှုံးမပေးရအောင်မင်းလိုချင်တာတွေမင်းရချင်တာတွေကိုမင်းမရရအောင်လုပ်ယူရမှာပဲမင်းကိုကူညီဖို့လည်းဘသူ့ကိုမှမျှော်လင့်မနေနဲ့မင်းမွေးလာကြတဲ့တယောက်တည်းမွေးလာတာဟုတ်တယ်မလားဒီစကားတစ်ခုတော့မင်းမှတ်ထားစင်းစင်းရဲနဲ့မွေးလာတာမင်းပြစ်မဟုတ်ဘူးဒါမဲ့စင်းစင်းရဲတည်သွားရင်တော့အဲ့ဒါမင်းပြစ်ပဲဘာလို့ဆိုတော့မင်းဘဝကမင်းပေါ်မှာပဲမူတည်တာဒါကြောင့်ဘယ်သူဘာပြောနေနေမင်းလှုပ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်မရရအောင်လုပ် reset တွေမပေါ်သေးဘူးမလားကိစ္စမရှိဘူးကိုအမြဲပြောတယ်တစ်ခါမရရင်နှစ်ခါမရရင်သုံးခါမရရင်၄၅၆ကအချိန်ချင်းလှုပ်မင်းဘယ်နှခါလှုပ်တယ်ဘယ်နှခါကြာရှုံးတယ်ဘယ်နှခါမဖြစ်ဘူးဆိုတာဘယ်သူကရည်ထားလို့လဲဟုတ်တယ်မလားဒါပေမဲ့မင်းတစ်ချိန်ပဲဖြစ်သွားပြီတစ်ချိန်ပဲအောင်မြင်သွားပြီဆိုရင်တော့လူတွေရောငွေတွေရောအောင်မြင်မှုတွေရောအရာအလုံးမင်းနောက်ကနေလိုက်အရှုံးမပေးရဘူးငါကောင်မင်းဘတော်မှအရှုံးမပေးရအောင်မင်းလိုချင်တာတွေမင်းရချင်တာတွေကိုမင်းမရရအောင်လုပ်ယူရမှာပဲမင်းကိုကူညီဖို့လည်းဘသူ့ကိုမှမျှော်လင့်မနေနဲ့မင်းမွေးလာကြတဲ့တယောက်တည်းမွေးလာတာဟုတ်တယ်မလားဒီစကားတစ်ခုတော့မင်းမှတ်ထားစင်းရဲနဲ့မွေးလာတာမင်းပြစ်မဟုတ်ဘူးဒါမဲ့စင်းရဲတည်သွားရင်တော့အဲ့ဒါမင်းပြစ်ပဲဘာလို့ဆိုတော့မင်းဘဝကမင်းပေါ်မှာပဲမူတည်တာဒါကြောင့်ဘယ်သူဘာပြောနေနေမင်းလှုပ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်မရရအောင်လုပ် reset တွေမပေါ်သေးဘူးမလားကိစ္စမရှိဘူးကိုအမြဲပြောတယ်တစ်ခါမရရင်နှစ်ခါမရရင်သုံးခါမရရင်၄၅၆ကအချိန်ချင်းလှုပ်မင်းဘယ်နှခါလှုပ်တယ်ဘယ်နှခါကြာရှုံးတယ်ဘယ်နှခါမဖြစ်ဘူးဆိုတာဘယ်သူကရည်ထားလို့လဲဟုတ်တယ်မလားဒါပေမဲ့မင်းတစ်ချိန်ပဲဖြစ်သွားပြီတစ်ချိန်ပဲအောင်မြင်သွားပြီဆိုရင်တော့လူတွေရောငွေတွေရောအောင်မြင်မှုတွေရောအရာအလုံးမင်းနောက်ကနေလိုက်လာလိမ့်မယ်ဒီစကားကိုမှတ်ထား